ဆိုင်ဝိုင်းနဲ့ထဲထားမှာတော့ဘယ်သူကကြိုက်မှာဘယ်အပြိုမှလည်းကြိုက်မှာမဟုတ်ဘူးကုံကုံပြောမယ်ဒီမဲ့ငါသမီးရတောင်သူကြိုက်အောင်ပေါ့ကြောက်ကြိုက်တယ်ဗျာခင်ဗျာသမီးဟာပြက်တကြီးတုံးတယ်ကုလူကျော်အားတော့ခင်ဗျာကျွန်တော်ထင်သေးရလားဟုတ်ပါထင်သေးတာမဟုတ်ဘူးဟာကျွန်တော်ကူစားတဲ့လီလီစိတ်တန်းတာကူတန်းတာနဲ့လူရသနာပြေးပါပါလေဆိုကျွန်တော်စီတိုင်းပါကျွန်တော်ရဲ့စီတိုင်းနဲ့ကိုသူတူလူရသနာပြေးပါပါလေလို့ကျွန်တော်နိုင်အောင်ဒီစီတောင်းပေးပါတယ်ခင်ဗျာလာပြီဒီခဏနေဦးပြီးတတ်ကြမှာတီတော့စူးချတွေအရင်လက်ခံလိုက်ဦးမယ်အန်ဒီတဲ့ဈေးရောက်ကောင်ပါသေးလို့ကျွန်တော်စီတောင်းပါပါတယ်ညံကုန်ပါသေးလို့မှောက်ကြတယ်တော်တော်ဖားတယ်ကလေးငါမရတာလေဘုံရကောင်ဦးလူကျော်အားတယ်ခုနကတည်းကပြန်ပြောသားအေးမင်းဆိုင်ဝိုင်းနဲ့ဝင်တီးနေတယ်ဘယ်အပြိုမှကြိုက်တော့ဘူးငါသမီးရဲ့တောင်မင်းကြိုက်အောင်မဟုတ်ခင်ဗျားသမီးကြောက်ပြင်းဘူးသေးပါဗျာကျွန်တော်မြင်မြင်အနောက်ကနေကောက်နဲ့အောင်ဆိုပြီးလိုက်လာမှာအော်ပါလူကပဲမြစ်လက်ကလေးဒီမိုးမှာတီဖြစ်တဲ့ကောင်ကဟမ်ငါသမီးကိုစော်လာကားလာနဲ့မင်းကြီးကြဲလာပြောနေသေတော့မှဒီမိုးမှာတီဖြစ်လို့တာပေါ့ရင်ပွားတာတီဖြစ်လို့ခင်ဗျားသမီးနဲ့ကျွန်တော်နဲ့ကလေး9ယောက်တောင်ရပြီကဲဟာမှတ်တာကွာကိုရမွေးတယ်ငါမရတာလေငါသမီးလည်းစော်ကားသေးတယ်ငါလည်းမခိုးမခံနဲ့မင်းသေတော့မှမဲခင်ဗျားမခိုးမခံပြအောင်ပြောနေရဘူးဗျာမင်းဆိုင်ဝိုင်းနဲ့ဝင်တီးနေသူဘယ်အပြိုကလာငါမှာတော့ဟာမင်းအကျွယ်ငယ်လို့ပြောနေတာပေါ့ကလေးတီးတာမချီကျူးပဲနဲ့ကျိုးအပြစ်တွေကြီးရှောက်ပြောနေဟာသူ့အကျွယ်နဲ့ဘယ်လိုလုပ်ပြီးတော့ဆိုင်ဝိုင်းနဲ့ဝင်တီးတော့ဘယ်အပြိုကလာငါမှာမလောက်လေးမလောက်စားနဲ့ဘယ်လိုလုပ်ကြအဲ့ဒါကိုငါပြောပြနေတာဦးလူကျော်ဟာတယ်ခင်ဗျားတရားသီးမဲ့စားဘူးလားဟာဒီရွယ်ကြမှာတော့တရားသီးမဲ့စားဘူးတာပေါ့ဟာစားဘူးရင်တရားသီးမဲ့ဘယ်လိုလဲတရားသီးမဲ့စားတော့ချိုးတာပေါ့ဟာအဲ့ဒါတရားကင်းမဲ့တော့နှုတ်ပြလိုက်တာအဲ့ရအတင်းလေးတွေလားအေးဘယ်နှုတ်ပြရမှာတော့ဟာအဲ့ဒါလေးကိုလေးစိတ်ဟောရေးစိတ်ငါပြည့်ကြုံငါပြရောနဲ့တို့စားမိန်နာပေါ့ဟာကောင်အဲ့ဒါကျွန်တော်ဖေရွှေစိတ်သိကိုအောင်သူကြီးတရားကြောတရားသီးလေးစားတယ်လို့မိန်ချိုးမိန်နဲ့ကျွန်တော်နိုင်အောင်သူတီးတာအားကြတော့တဲ့ကင်းမဲ့လေးစားသလိုသမင်းနဲ့မြုပ်စားမိန်ပါတယ်ဗျာကဲဟာနင့်ဖေလေးနင့်တဲ့တောင်တတ်သေးဗျာလူကတမတ်တန်အီးရဲ့တကြဖိုးရှူတဲ့ကောင်မျိုးအေးပါမင်းနဲ့တွေ့အောင်ပါတွေ့ကြသေးတာပေါ့တွေ့ကြသေးတာပေါ့ဘာလို့မနဲ့ခုကျွန်တော်တီးမယ်နဲပြပြန်တာများဝင်းနဲ့ကျွန်တော်တီးမယ်သူနဲ့ကျွန်တော်နဲ့တက်ပတ်တက်တီးမယ်နဲပြပန်းကြများဝင်းကိုခေါ်ပေးတလို့ဒီလိုခေါ်လို့မရဘူးနဲပြဘယ်လိုခေါ်ရမှာစာနဲ့ပေနဲ့ခေါ်ရမှာဒီလိုပဲမြင့်နေတော့ခွာကြတယ်ပြီကွာငါဟုတ်တယ်ငါဆင်နေလို့မသေးရပဲနဲ့ဘရွက်စိတ်နေလို့သေရမယ်သဘောဖြစ်နေတယ်ဒီမဲ့နိုင်အောင်သူခင်ဗျာမင်းကိုမင်းနာအထင်ကြီးအောင်ကြိုးစားဒီမဲ့လူကျော်ကြီးအထင်ကြီးဖို့ရတော့မဲမတင်းနဲ့နာမည်ကြီးဖို့ရမဲမတင်းနဲ့ခင်ဗျာဘာဖြစ်လို့နာမည်ကြီးခြင်းဟာအပြန်လိုက်ထွက်နှစ်စီးတော့ကိုပြန်သွားတယ်လက်စားရဲပါလာနာမည်ကြီးတာအဲ့တွေ့လို့ကွာမဲဒီမဲ့မင်းကဘာတော့နဲ့ဆရာခေါ်ပြီးတော့နဲ့တပတ်တက်တီးတယ်ဟုတ်နဲ့ဆရာခေါ်လိုက်ရတော့မှာပေါ့ခေါ်ပေးလိုက်တာနေအောင်
စာနဲ့ပင်နဲ့ခေါ်ပေးရမှာနဲ့ကြောက် လောက်ကရှုပ်တာမင်းချီတော့မဆလာဖြုတ်နေကဲစာနဲ့ပိနေ ခေါ်လိုက်ခေါ်လိုက် အတားကိစ္စနာခါရလားငါကိစ္စကောင်းအတားကိစ္စနာငါရင်လားငါကိစ္စကောင်းရင်မင်းတို့တကငေးလောက်ပါတဲ့မြောင်ဝင်းဆိုးတဲ့ကောင်မလေးရင်ဟောဟုတ်ပါဘူးလို့ပြောဘာလို့ခဏဝေးရမို့တဲ့ငါမရသားတယ်ဘာလို့ငါရောက်ဘယ်လိုအဖွဲ့အစည်းတွေမှလည်းမသိဘူးငါတော့မင်းသမီးတွေရောက်ရတော့ကွာမင်းဖွဲ့နေမရမရဘူးဒီအဖွဲ့ငါနဲ့မရဘူးမင်းကမင်းနဲ့ခေါ် ခမရမှာအထိုးမပြေတာကြီး ဟာဒီရှောက်တီး ခမရမှာအထိုးမပြေတာဘယ်နဲ့က မသိဘူးကွာငါရတဲ့စာငါပါခေါ်ရတာပဲ ခမရနဲခေါ်ပါသူကဘာလို့မင်းသမီးခေါ်ကြီးခေါ်တာတော့ တောင်းသားခေါ်တာကွက်ပြောက်ကမလာဘူးပေါ့ မလာဘူးကြောက်ခေါ်ပြမယ်လူကြီးလုံနေပြီးတော့အားကိုရမယ်မှန်တယ်အားမကိုရဘူး မင်းကမင်း ကြောက်ခေါ်ပြမယ်နဲ့ဒီလိုခေါ်ရတယ် ဘယ်လိုခေါ် ကျဲဥပဲဦးစားပွဲဆိုအစုံနဲ့ကျဲဥပဲဦးစားပွဲဆိုအစုံနဲ့မုံညက်စီစမ်းရွှေလမ်းမန်းနဲ့ကြွတော့ဘူးကမတ်မတ်နဲ့ဖယားရရတာဟာပြီးတော့မှာ မင်းမမနဲ့ခေါ်ရဖြစ်နေတယ်ဟာ ဟင် ဒိဗေမရှိတာနဲ့ခေါ်ပါကူမဘယ်နဲ့မမနဲ့အဲ့ဒါမမနဲ့နာ အဲ့ဒါလည်းနဲပါတာပဲလी တတိတိဆိုတဲ့နဲ့ကိုခေါ်ခိုင်းနေတာ ဟာလို့ဆိုကိုလူကျော် နမမနဲ့ကိုခေါ်နေ ခမည်းဖွဲနဲ့ကျုံနဲ့လည်းမဖြစ်ဘူးအဲ့တော့ခမည်းနဲ့ပါဖြစ်ပါခမည်းပဲခေါ်တော့ဗျာကေ ရငါပငါခေါ်လိုက်အာရှာလေးနဲ့တော့ဗာဖက်ရွေ ဒီလိုလားမှာ အာရှာလေးနဲ့တော့ဗာဖက်ရွေချရွက်6လွာခောက်ခါညပ်ပြီးတော့ဒါကောင်မလာဘူးလားလာမလားငါစာကောင်းပြီလားတော့မတော့မဘူးလာဘူးအမရသားတယ်လေတုံးတယ် ဟုတ်မှန် ဘာကောင်းနေမှန်းကိုမသိပါဘူးစိတ်ဆိုးငါလည်းကြက်ထားတာဒါလေးအကုန်ပဲဟာ ဟုတ်မြတ်တယ်လား ရပြီပဲမြစ်လေးရေတိုင်း ဟုတ်ပြီ နေတော့ပါတယ် နိုင်တူ အမလေးကိုချက်လေးနဲ့ဟောတာတောင်းတဘူးကခေါင်းယူတဲ့အောင်သူရဲ့သား မှန်တယ် တအရာအပိုင်းချောင်းယူမဲ့ဟောဆိုင်မင်းသားလေးနိုင်အောင်သူတဲ့လားနိုင်အောင်သူဗျာအမတန်ကောင်းလိုက်တဲ့ဟာတေနပါနဲ့ပတ်သိကစားတာပဲဒါကြောင့်အရက်တရားငှားတာ မှန်တယ် တားလေးမင်းလက်ကလေးနဲ့နတ်ပြည်ကြောင်းအောင်ဆိုတိပြလိုက်စမ်းကတာ နိုင် ဒီမဲ့လေပြိတ္တနိုင်အောင်သူဆိုတာနိုင်ငံတော်ရွှေစစ်တက္ကရာမန္တလေးအောင်သူရဲ့ရေသွေးငယ်ပါခင်ဗျားတို့အထင်သေးတယ်ဆိုပြီးတော့သွားမှမေးနေဗျဒီကလေးတီးတဲ့လက်ကဖျားပေးတဲ့လက်ဖျားပေးတဲ့လက်ဖျားပေးတဲ့လက်အဲ့ဒီလိုဖျားပေးတဲ့လက်တွေနဲ့နိုင်အောင်သူမင်းတို့စုတွေလားလာချနေတယ်အလူတကာမတွေတော့တီးလိုက်အောင်ကွာ လုံးစား အေးနိုင်အောင်သူကလေး တားလေးမလီကောင်းလိုက်တာနိုင်အောင်သူရဲ့ဟောတာတိုင်းတခွင်ကနိုင်မရှင်းနဲ့ဆိုင်းပရင်ဒီရွယ်နေနေကောင်လေးကိုဆိုင်းပရင်လို့ကျုပ်ကတင်စားတာပါ ရှေ့ကပရိသတ်တွေဘဝင်နားမှာနဝင်စိတ်သွားအောင်တားလေး ည နောက်ထပ်တပုတ်ဆိုတာချအိုက်စံကတာ ချပါ ဆိုင်ဆိုင်ဆိုင်ကောင်းရရတာရှိနေအောင်ကတားလေးမယ်မရဆုချမယ်စောင့်ပေးလိုက်အောင်
ဟုတ်တယ် ဘောလုံးစုတာတော့ကိုရလုံးနေတယ် အဲ ပုံလားမယ်လောင်းလားမယ်ပုံသုံးသုံးပြတယ် ဘာဥတူဝါ ဘာဘာဥဒူဝါ အဲ စိတ်ချမ်းသာကိုယ်စားနဲ့တက်ကြော်ကြရရှိပါဒီလိုကျွန်တော်နိုင်အောင်ဒီစူတောင်းပေးပါတယ် အဲ အန်ဒီခင်ဗျားလည်းစိတ်ချမ်းသာကိုယ်စားနဲ့ပြပါသေးလို့ကျွန်တော်စူတောင်းပေးပါတယ် ဘာဥမြတ်သူလာပြီတောင်းမယ်မတောင်းဘာဥမြတ်သူ ဘာဥညာဒီလေဗိတ်တိတ်ကတော်တော်ရပါသေးတယ်ကျွန်တော် အဲ စူတောင်းပေးပါခင်ဗျာ လာပြီနောက်တော့ဘာမောနော် ဘာဘာမော်လည်းတက်ကြော်ရရှိပါသေးလို့ကျွန်တော်စူတောင်းပေးပါခင်ဗျာ ဥကြလူ ဥတက်လူလောက်ပါဘယ်နဲ့ဥကြလူလောက်လိုက်ရင်ဝါကြည့်ပဲဗျလာနေနော်ကတားရှိသေးတယ်ဘာအောင်ကိုကြီးအောင်နဲ့ပွဲတွေအများကြီးရပါသေးလို့ကျွန်တော်စူတောင်းပေးပါခင်ဗျာ ဒါလူဥစိန်ဝမ်းသူလည်းတက်ကြော်ရတဲ့ရှိပါသေးလို့ကျွန်တော်နိုင်အောင်စူတောင်းပေးပါခင်ဗျာ ဒီလူကြီးတက်တော်ရကြောရှေ့အောင်မယ်တွေးတော့နေပြပေါ်တော့မှဒီလူကလေးမျိုးရထားရင်ရထားပေါ်တောင်းစားရင်ကိုကထောတယ်သူဝေးရလေကောင်းရှိသေးလားသူကြတယ်လို့လောက်ကြဟာပြူးကြောင်ကြီးတွေကြည်နေတာဟိုကောင်းလေးကွာရက်စဲကကုတော်တာတို့လောက်ကြဟာဟောဗျာညနေတော့ဖလားလေးကနှိုက်ထားတဲ့ဟာလေးတွေလို့ပါဟောဗျာဒါပဲတင်နေတို့ကလားတို့လောက်ဟာဟောဗျာဘာမှသူ့ချတရားမရှိကုန်းထုတ်ပြီးယူခဲ့ကွာသူ့ဖေစားရတာပေါ့ရပြီနော်ကြံလေးလားရှိတယ်စင်ကလားတို့နေဦးငါသားဒါမင်းကြတယ်တို့ဗီဒီယိုကပြီးတော့ဝေရိုက်တော့စင်စာဖြတ်ပြလိုက်ရတာပဲဒါမင်းကြတယ်ဘာဥစိန်ကလား ဥစိန်ကလားတက်ကြော်ရတဲ့ရှိပါသေးလို့ကျွန်တော်နိုင်အောင်ဒီစူတောင်းပေးပါခင်ဗျာ နောက်နေ့ကိုမျိုးရှင်ဆက်ပြီးတော့နန်းတီးနိုင်ပါစေနော်ဒါလည်းထူတောင်းပေးရတာဒီကောင်တနစ်ကြီးဟိုဘက်ကကြံလေးလားဒါမိန်ကြတယ်နော်ဒါပဲနော်တက်လို့မင်းကသူများဟာတွေကလာပို့နေတာမင်းကကိုတကြက်မှမလာဘူးငါမရတာမလတ်လို့လောက်ပါကကိုသားသမီးတွေကိုကမြောက်စားပေးရမှာအောင်းမို့မဲလက်ဖက်ကြောက်တဲ့လစ်သွားတာလာတယ်ငါတက်လာတယ်ဟိုမဲ့တို့ဟာဟောဗျာနိုင်ကနေတာဝေးတဲ့ကြောင်ပန်းနဲ့မကီဒီလင်ကကျွန်တော်3000ကျူကြတက်ကြော်ရတဲ့ရှိပါသေးလို့ကျွန်တော်ဒီတောင်းပေးပါခင်ဗျာ မင်းတက်တော် အဲ့ဒါပဲဒီတောင်းတဲ့ တက်တော်ရာကျော်ကြီးရှင်းနေဆိုင်းဆရာတွေတက်တော်ရာကျော်ရှင်းတယ်ဆိုရင်မင်းပွဲရမှာမဟုတ်ဘူးသူတို့များသေးပါသည်ဆူတောင်းမှမင်းကပွဲပေါ်မှာဟာဟုတ်တယ်ကြားတဲ့ဦးလေးပေါက်တီးရတော့နော်သူကမြအကျိုးပေးနေရှာတာအကျိုးပေးနေတာပေါက်တီးတပည့်တွေစော်ကားတယ်ဆိုနော်မင်းနဲတောင်နဲသေးတယ်မင်းအားလို့ဆိုင်ရင်နဲ့ဆိုလေဘင်းဖြတ်တိုက်တယ်ဒါပဲနော်ရှိသေးလားဆရာစိန်တို့ဝါရဲ့ကတော့လာအောင်ပါနော်နတ်ပြည်ကျအထလွဲနေဆိုလို့ပြီးလာလာပြီးသမီးလေးဘွားလုံးလိုက်အောင်သူတပည့်သမီးနဲ့သူသားနဲ့ပဲဗာမမပုံမြတ်ဘူးလူကတန်တာပြပါသေးလို့ကျွန်တော်ဒီတောင်းပေးပါခင်ဗျာ ပုံမြတ်ဖြူလောက်ပါဘယ်နဲ့ပုံမြတ်ဖြူရလောက်ပါပြီးပြောတော့မှာရပြီနော်အကြံလေးတော့လှုပ်မြင်ငါဆွဲပေါ်မှာပဲအားပဲဒီလိုပဲတိုင်အစီအစဉ်စားမယ်စီစဉ်စားငါလည်းကြမ်းမှသူ့မချလိုက်ပုံမျက်နှာနဲ့ဘယ်သူမှလည်းတထားမှာမဟုတ်ရပါတယ်လာပြီဒါပေါက်တိသမီးဟလား ပေါက်တီ ဥပေါက်တိက2000ပေါက်တိ ကိုကြီးပေါက်တီနောက်တဲ့တချောင်းတောင်းနိုင်ပါလေ နောက်ထပ်ခြေတော့တစ်ချောင်းကျိုးနိုင်ပါသေးတယ်ခြေတော့တစ်ချောင်းကောင်းနိုင်ပါတဲ့ဥပေါက်တိရဲ့သမီးမပေါက်ပြားလာပြီးတော့2000ဆူချသွားတယ်
ခင်တို့လည်းတော့ပြီးပလားအော်ဘုရားဘုရားကျေးဇူးတင်ပါတယ်ငါကျေးဇူးတင်တာကိုနှခါရှိပြီဂျားတွေကဖြတ်ပြီးကြော်ညာဝင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့နော်ရန်ကုန်ကရောက်လာတဲ့မရယာသားပါဒီမျက်နှာနဲ့မျက်နှာပြောင်တိုက်လုံနေရမှာပဲရန်ကုန်ကရောက်လာတဲ့ကျွန်တော်ဒါရိုက်တာတူပါမာကြီးဒေါက်ကမြတ်လွင်တို့ဆရာစိတ်တူဝါတို့ဆရာဦးအောင်သူတို့ဆရာစိတ်တင့်လွင်တို့ရဖိတ်ခေါ်ချက်အရာကျွန်တော်ဒီလာပြီးတော့ညနေတော့ငါ6ရိုးတွေလည်းတွေ့ပြီးပါပြီအမရသာငါသေတာနေသေးအယိုးကြီးပဲစိတ်တွေကိုဆင်းရဲနေတာကဲကျွန်တော်ကတော့ဒါရိုက်တာတူပေါ့ဗျာမနော်ထုတ်လုပ်မှုဒါရိုက်တာဒီကျွန်တော်တို့တိဟဗီဒီယိုရိုက်ကူးကြီးကျွန်တော်တပည့်တွေဒါတွေကကျွန်တော်လက်အောက်ကျွန်တော်နှိမ့်ပေးနေတာဒါတွေကျွန်တော်တီဗီသားတွေပါကျွန်တော်ဗီဒီယိုမင်းသားရွေးတဲ့နေရာမှာမင်းသမီးရတော့ရခဲ့ပါပြီညနေတော့မှကျွန်တော်တောက်လျှောက်360နဲ့စချုပ်ပြီးပြီဇာကားတကားမင်းသမီးတော်တို့ဒီဘက်ကကောင်းကျော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဘိုးအောင်တင်ရဲ့မိမမမြဝဲသူ့ကိုမင်းသမီးတင်ထားမှဖြစ်ပါတယ်မင်းသားရှာတဲ့နေရာမှာကျွန်တော်အရေးကြီးဆုံးကဒီပိတ်တက်တွေကလည်းချောနေလာတဲ့ဟာမရှိဘူးအဲ့တော့ဆရာကောအောင်သူရဲ့ဆိုင်ခေါ်တဲ့ကမင်းသားရှာဇာကားရိုက်မှာကနော်သူကအမေနေရမင်းသားကသားနေရမိတွေးပေါ့ဇာကားရဲ့နာမည်ကမိတွေးကိုပဲအာယုံရတယ်အဲ့ဇာကားဘောင်နေရိုက်မယ်နော်ကဲမင်းသားယူမယ်မင်းသားဘုဘကမင်းကတော့မင်းသားကြီးပဲနော်ငါမရသားကြီးညနာတစ်ပြေးလို့ဒုက္ခိတရဲဘော်လို့နဲ့ဆက်နေရသည်ငှက်ဖျားမိနေတဲ့ကောင်မင်းသားမဖြစ်နိုင်ကြောတောင်းတဲ့ပြုံးသားကဲမင်းမျက်နှာဘိုးမသေးဘူးမျက်နှာဘိုးသေးသွားအောင်မျက်နှာဝါသေးဖြန်းပြလိုက်မှာလူရောမျက်နှာဘိုးရောသေးသွားအေးတာဒီဘက်အမရတာမင်းနန်းကြီးပေါ်ကြည်တီးနေတဲ့ကောင်ငါမသိတာလိုက်မင်းလိုကောင်မျိုးအလုံးမဖြစ်ဘူးဘုဘကမျက်နှာမင်းပြောင်းလုံးအားကြီးတယ်မင်းဗျဝိဟလာမင်းနာမဗျဝိကဲဘူးမင်းဓာတ်စီတိုးစားဘုဘကရမဝဲမှုမင်းသားတော့ကြိုက်တော့ကြိုက်ဓာတ်စီခေါ်မယ်ဒီစကားမှမရိုက်ဘူးတရေကားရိုက်ရင်ခေါ်မယ်ဘုဘကကောရဲလေးတော့ဆိုမင်းဒါလမတောင်ကြောက်ရလားမင်းနာမည်ကရဲလေးတဲ့တော့ကြက်တည်တုံးမတထားရဲ့နာမည်ကွာမင်းသားရှာပါတယ်ဆိုမှဘယ်ရောက်ကုန်မင်းသားငါလုံးမမင်းသားလည်းထားတာမင်းသားဆဲရသလားဘာလို့မင်းသားမင်းသားရောက်လာပြီသူ့ကိုကျွန်တော်မင်းသားတင်မလို့ပါကျွန်တော်မင်းသားတင်ပါဝမ်းသာလိုက်တာဦးလေးဟာကျွန်တော်ဝမ်းသာလိုက်တာကျွန်တော်မင်းသားလောက်ပါပေါ့အသေးတွေလည်းကျွေးကုန်မယ်ညနေတော့ဓာတ်လိုက်တဲ့လူတွေသိုးသွားတယ်စိတ်ဆင်းရဲတာဒီမှာမင်းသားမင်းဆိုင်နဲ့မလိုက်နဲ့တော့စီးပွားဖြစ်ဘူးဗီဒီယိုမင်းသားလောက်စီးပွားဖြစ်ပြီတကယ်လုံးဝမှာဗီဒီယိုမင်းသားဟာလို့ဆိုဗီဒီယိုမင်းသားလည်းလွယ်တာမဟုတ်ဘူးဟုတ်အလွန်အတော်ဟာတာဖိုက်ကျင်ဒါတွေကျွမ်းကျင်ရပါမယ်ကျွန်တော်ကျင့်ထားတယ်ရတယ်ဆိုရင်မင်းကိုမင်းသားရာဆယ်လောက်ကြည့်မယ်ရာဆယ်လောက်မှာအစင်ပြေရင်10ကားလောက်ကြော်ပွဲပြေးပြီးရိုက်တယ်ပေးကြတယ်နော်မင်းသားအိုက်တင်လုပ်မယ်လို့ဆိုအိုက်တင်ဂိုက်လောက်စားကျွန်တော်ဖတ်သားမှာတစ်တာဘောတက်နော်ဒါရတာနေသိချနေအောင်လို့နာမည်ကြီးစီရဒါရိုက်တာမီးဘွားရဲ့တပည့်ဟုတ်ကဲ့နာမည်ဒါရိုက်တာမီးလောင်ပေါ့ကြတယ်တော့ဖာဘယ်နဲ့မီးလောင်ပေါ့ပါကဲရပြီမင်းသားဂိုက်ပေးမယ်မင်းသားထွက်လာပြီမင်းသားထွက်လာပြီဗျာထွက်လာပြီထောင်ထဲကထောင်ရလားအိမ်ထဲကနေထူနေတော့ထွက်လာပြီအိမ်ထဲကထွက်လာပြီမင်းသားမရသူထောင်ထဲအိမ်ထဲကမင်းသားထွက်လာပြီဝတ်စားတွေကြည့်ရဒီဝတ်စားတွေတော်တော်ဟောင်းနေတာပဲအိမ်ထဲဝင်ပြီးအပြဲတွေဝင်လဲလိုက်အောင်ပဲအစ်တွေကောင်းနေပြီအစ်အကောင်းတွေဝင်လဲလိုက်အောင်ပဲဆိုမင်းသားအိမ်ထဲဝင်ပြီးတော့ဝတ်စားဖာကြီးထုတ်တယ်မင်းသားဝတ်စားဖာကြီးထုတ်လာတယ်ထုတ်လာပြီရှေ့ရောက်တော့မင်းသားဖာချတယ်ရော့9000မင်းသားဖာ9000ပေးရတဲ့တကောက်ဖာလေးရွှေစရံမရဘူးကဝယ်လာတာမင်းသားဝတ်စားလဲဖို့အတွက်မင်းသားဖာဖွင့်လိုက်ပြီဖာဖွင့်လိုက်မတာမရေလည်းမချိုးဘူးတဲ့ရေချိုးပြီးမှဒီဝတ်စားတွေဝတ်မယ်တဲ့နောက်ကဝတ်စားတွေထုတ်လိုက်တယ်9000ပွဲတန်စပုတ်ရှက်ထုတ်တယ်ကြည့်တယ်ဒီစပုတ်ရှက်အသားရောင်နဲ့လည်းငါလည်းမလိုက်ဘူးဆိုပြီးတော့တရောင်းသားပေးပြလိုက်ရောပါမင်းဝင်လိုက်တော့
နောက်ကတစ်ထက်ထပ်ထုတ်တယ်ကြည့်တယ်ဒီစပုတ်ရှက်နဲ့လဲငါနဲ့လဲမလိုက်သေးပါဘူးဆိုပြီးတော့ခွေးပတ်ပေးလိုက်ဒါရိုက်တာကိုစော်ကားနောက်ကတစ်ထက်ထပ်ထုတ်တယ်ဒါမှအဆင်ပြေပြီတဲ့ခဏမှလေရင်နဲ့အမေရိကန်ပို့လိုက်တဲ့ဒေါ်လာ9000ပေးရတဲ့ချိုအိတ်ကောက်ရှို့သွားတာအခုလို့ကိုစားလဲပြီးတော့မှာပဲတဲ့ခဏတိုင်နေတယ်ဟိုလာတယ်လောက်ပါနေပြီတာတိုင်လာကိုစားတော့လဲပြီးပြီတဲ့မင်းသားဖာပြန်ပိတ်လိုက်တယ်နေဘယ်သူမှရှောက်မပြောနဲ့နော်တဲ့လူတိမခံလို့ရဘူးဒီကိုစားဖာတံပိုးကြီးတွေရှိတယ်ကဲကိုစားတော့လဲပြီးပြီဟေးတဲ့ခဏတော့ချိန်ထားတယ်ဟေးတဲ့တရားရုံးကတရားရုံးချစ်သူနဲ့ချိန်ထားတယ်တရားရုံးမှာလက်မှတ်ထိုးဖို့ချိန်ထားတယ်အချိန်ကြည့်လိုက်တယ်မင်းသားအချိန်ကြည့်လိုက်ဟာဆလေးဝိတ်တာနဲ့စိတ်သားတောင်ချိန်ပြီတဲ့လူနဲ့ဝပန်းနေကြတယ်နာကြီးမင်းသားနာကြီးကြည့်လိုက်တော့ဟာတထွားတောင်ထိုးပြီတဲ့တစ်ချက်ထိုးပြီတစ်ချက်ထိုးပြီတဲ့မင်းသားတစ်ချက်ထိုးပြီတဲ့နှစ်ချက်ထိုးပြီသုံးချက်ထိုးပြီဝိုင်းနဲ့မူလဲသွားပြီမင်းသားတက်ပြီလေဟာချိန်ထားတာက3နာရီ2နာရီတောင်ထိုးပြီတဲ့မဖြစ်ဘူးတဲ့ကြိုသွားမယ်တဲ့ကြိုအောင်တညက်ရီကိုလည်းဘယ်နာနေပါလဲလူနဲ့မုန်းလက်ဆောင်နေကြတယ်ကျိုးတင်သွားမှကောင်းမယ်ဘာနဲ့တော့ရကောင်းမလို့မင်းသားစဉ်းစားရင်းနဲ့တော့ရကောင်းမလားရင်းနဲ့တော့ရကောင်းမလားကြောနဲ့တော့ရကောင်းမလားဘိုက်နဲ့ပုတ်တော့ရကောင်းမလားလေးဘက်ကုန်းတော့ရကောင်းမလားဘယ်အချိန်မင်းသိနေလို့ရမှာရင်းနဲ့တော့ရကောင်းမလားချီကျင်တော့ရကောင်းမလားလို့စဉ်းစားချီကျင်ပဲသွားမလဲတဲ့မင်းသားဘောစီပဲတဲ့မင်းနေလိုက်တာချီကျင်မသွားဘူးတဲ့စိုက်တဲ့ရှိသားပဲဆိုင်တယ်ရှိတယ်ဟေးတဲ့ဆိုင်ရတော့ရှိတယ်တဲ့ဘိုင်းရင်ဆက်ရပူတယ်ရမပါဘူးတဲ့တော့ကလက်ကရကဘယ်လိုလုပ်ပါ့မလဲပါလို့ဆိုင်ကမလိုပါဘူးတဲ့စစ်ချီချင်းသွားတာပဲစပိတ်ရှိသေးတယ်တဲ့အိမ်ထဲဝင်ပြီးမင်းသားဘိန်းသွားထုတ်တယ်ဘိန်းထုတ်လာပြီရဲနဲ့တွေ့တော့ဖမ်းသွားပြီစပိတ်မလိုပါဘူးတဲ့အမနှစ်ယောက်ဖို့ကင်မကင်စပိတ်ကိုလေဆန့်ကြည့်ဟာလေရော့နေပါလားဟေးတဲ့လေရော့နေတယ်လေထိုးအောင်မှပဲတဲ့မင်းသားလေထိုးပြီဘေးတို့ရင်ကြဖြစ်ပြီးသွေးအောင်ပြီးသေပြီစပိတ်မလိုပါဘူးစစ်ချီချင်းသွားတာပဲကောင်းတယ်မင်းသားလမ်းလေးလျှောက်ပြီးချီချင်းသွားရင်တော့ပြမစိုးကားနဲ့ဝင်တိုက်မင်းသားတက်ပြီဒါမှမင်းသားတခါတည်းကောက်တင်သွားအောင်သွားပြီမင်းသားသွားပြီရောက်ပြီသိညာနေတင်းကြိုင်တော့အိမ်သားတင်းကြိုင်တော့အိမ်သားရောက်တော့မင်းသားလှမ်းကြည့်တယ်မင်းသားလှမ်းကြည့်နေမပူရနဲ့ပြန်ရောက်လာတယ်အေးကဝင်သွားတယ်လန့်ကြည့်ရတော့မင်းသားပျော်သွားတာမြင်သွားတာငါတော့မြင်ရပြီဟာခက်လင်းကွာငါတော့မြင်ရပြီဟေးငါတော့မြင်ရပြီတဲ့ဆေးရုံပေါ်ကဘယ်တော့ဆင်းရပါလဲမသိဘူးတဲ့အိမ်အကျိုးလည်းမလာသေးပါလားတဲ့ငါတော့မြင်သွားပြီအမှန်တိတ်ချဦးရကျွန်တော်စူးကြလာသေးတယ်ဗျာစူးကြလာသေးတယ်လားဟုတ်တယ်ငါဇကားတဲ့ကိုမင်းကကြောညာဝင်သေးတာနော်ဒေါ်စညစကြတာကျွန်တော်900စူးကြ900တက်ကြော်ရဆိုရှိပါသေးတယ်ကျွန်တော်စူးတောင်းပြီပါမင်းတခါလာတက်ကြော်ရတခါလာဒါမှတော့သလားထွက်လာတဲ့ပရိသတ်ကြီးကျွန်တော်စူးကြတဲ့ပရိသတ်ကြီးအဝေးလားငန်းညာကျန်းတဲ့တို့သားကြပါလို့ဒီလိုစူးပေးပါကဲမင်းကဘယ်ရောက်သွားပြီလို့ကြောညာဝင်သွားတာနဲ့ငါမြတ်သာကြောညာဝင်းမင်းကပြန်တက်လာပြီမင်းကပျော်သွားတယ်ပျော်သွားတာရှိရတန့်ကြည့်ရတယ်ကမလေးတွေ့ဟာမြင်သွားပြီအပြာဝမ်းဆက်ကလေးနဲ့ပါလာတယ်လှမ်းအော်ခေါ်လိုက်မယ်ပြောမိသားရဲဘော်ကြီးမိသားရဲဘော်ကြီးကနေရှေ့ရနေဖြတ်သွားတာမပေါက်ပြပေါက်တီးသမီးမိသိတာခဏညတော့စူးကြမြလက်ခံနေပါပြီနော်ဒါမလိုက်ပါဘူးမိသိအောင်ကျော်မျိုးဦးအောင်ကျော်မျိုးတက်ကြရတဲ့ရှေ့ပါစေလေရတနာရရပါစေဒါလေးကိုလွတ်ကျက်တယ်ရပြီချူနေမိတိုင်းမင်းသားဘယ်နာရောက်သွားပြီလို့မင်းသားဒီခေါ်ပေါ်ရောက်နေကြော်ညာဝင်သွားတယ်မင်းသားပျော်သွားပြီမင်းသားလှမ်းကြည့်ရကြမြင်သွားပြီကမလေးအိမ်တွေ့ပြီအချက်ပေးလိုက်ရကောင်းမလားအချက်ပေးလိုက်ရကောင်းမလားအကျော်ပေးလိုက်ရကောင်းမလားအကင်ပေးလိုက်ရကောင်းမလားပြုတ်တုပ်လိုက်ရကောင်းမလားတောက်ဆင်းလိုက်ရကောင်းမလားအချက်ပေးလိုက်ရကောင်းမလားဆိုပြီးတော့မင်းသားခဲလေးနဲ့လှမ်းပေါက်မှာပဲဆိုမင်းသားခဲရှာတယ်မင်းသားခဲကောက်ပြီးဟောချီးပုံလက်နဲ့နိုင်ပြီဟာကွာပုံပြီးဆိုပြီးတော့ခါတိုင်းတိုင်နဲ့လက်နဲ့ရိုက်ပြီးနားတယ်ဆိုပြီးပါတဲ့ငုံထားတာလူကြီးကောင်းတာဘယ်ချိန်မင်းသားတော့ပါလို့ပထိုးနဲ့တုပ်ပြတယ်အချက်ပေးမှာပဲဆိုမှန်တကားကြီးပိတ်ထားပါလားတဲ့
တကားပိတ်တာဖွင့်မှာပေါ့တဲ့မင်းတို့ဘယ်နာနေပါလဲဟာမင်းတို့လည်းမရှိဘူးတဲ့တီဘောမင်းလည်းပါတော်မူသွားပြီဟာကျုံးပေးတော့တွဲတွေပါလားဟေးတဲ့ဩဘယ်ချိန်ပွဲရတော့ပါလို့ကမလုံးပါဘူးတဲ့တကားပိတ်တာဖွင့်မဲတဲ့ဒါကကောင်မလေးရှိမရှိတကားခောက်ကြည့်လိုက်ဦးမယ်ကောက်လက်ကင်းမကောက်ထိုးလို့တကားစိတ်ထားပါလားတဲ့ตาလေးမင်းသားဖြဲပြီးတကားလေးဖွင့်လိုက်ဦးမယ်မင်းသားစပတိန်တကားနဲ့တွေ့ပြီးနောက်ဖူးရိုက်ပြီးတော့လူးလက်ထလာပြီမင်းသားချောင်းကြည့်တယ်အိမ်နဲ့ချောင်းကြည့်တယ်မင်းသားဟာရေးဒီပါလားဟေးတဲ့ဒီမကူတာဘူးဟာတဲ့မင်းသားချောင်းကြည့်တယ်ကောင်မလေးတွေ့သွားပြီကောင်မလေးတွေ့သွားပြီမထူးဘူးကွာတဲ့ငါတော့ဘယ်ကောင်နေကြအော်ခေါ်လိုက်တော့မယ်မင်းသားပါဇက်ကလေးကိုလက်ကလေးနှစ်ဖက်နဲ့ကာပြီးလမ်းအော်ခေါ်လိုက်တာအမေရေချက်သူလို့ပါဟာဘယ်သမီးရောက်မင်းသားဟုတ်ပါပဲဟာဦးလူကျော်ဗျာကျွန်တော်ကလူငယ်တော့ရွာတွေကျွန်တော်ခေတ္တချင်းမဆိုတယ်ဘူးလို့ကျွန်တော်သင်သိမ်းမှာဆိုလို့ဟောပြိဿတွေအားလုံးမင်းကခေတ္တချင်းဆိုတာလို့လားဆိုတတ်တယ်ကျွန်တော်ခေတ္တချင်းဆိုမဲ့တချင်းကအော်မိန်းမလူလေးလက်တော့ဒီအော်မိန်းမ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 မိမဆိုတာဘာလဲဗျာ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 ရဲ့ရှောဝဲတင်လာချင်နေတာတော့ဘုံရဟန်ဆောင်ပဲချစ်မိပြီးဆိုပါရင်တိုက်တိုက်ချင်းသူတဲ့နေရာဦးညောင်ကြီးအော်မိမချွဲတဲ့နေရာဦးညောင်ကြီးအော်မိမရှက်တဲ့နေရာဦးညောင်ကြီးအော်မိမတဲ့နေရာဦးညောင်ကြီးအော်မိမချစ်တဲ့ကိုကိုချစ်အောင်တို့မြဲလို့မှာပဲအေးရဟာချမပြလာနေစားရဟောမှာမပဲမြို့ချစ်တဲ့အတော်ကိုချစ်လို့ဆိုတာပဲဒါမှရလားတဲ့ချစ်တဲ့ကိုကိုချစ်အောင်တို့မြဲလို့မှာပဲအေးရဟာချမပြလာနေစားရဟောမှာမပဲမြို့ချစ်တဲ့အတော်ကိုချစ်လို့ဆိုတာပဲနောက်ဆုံးပဲချစ်ဒါဝိမိမပေါ်အော်မိန်းမ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 မိမဆိုတာဘာလဲဗျာ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 ရဲ့ရှုပ်ဝဲတင်လာချင်နေတာတော့ဘုံရဟန်ဆောင်ပဲချစ်မိပြီးဆိုပါရင်သိသိချင်းသူတဲ့နေရာဦးညောင်ကြီးတဲ့နေရာဦးညောင်ကြီးအော်မိမရှက်တဲ့နေရာဦးညောင်ကြီးအော်မိမဆွဲတဲ့နေရာဦးညောင်ကြီးအော်မိမချစ်တဲ့ကိုကိုချစ်အောင်တို့မြဲလို့ပါပဲအေးလာမှချမပြလာလေစားရဟောပါမပဲမြို့ချစ်သူအပေါ်ပဲချစ်လို့ဆိုတာပဲဒါမှရလားတဲ့ချစ်တဲ့ကိုကိုချစ်အောင်တို့မြဲလို့ပါပဲအေးလာမှချမပြလာလေစားရဟောပါမပဲမြို့ချစ်သူအပေါ်ပဲချစ်လို့ဆိုတာပဲနောက်ဆုံးပဲချစ်ဒါပဲမိမပေါ်အော်မိန်းမ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 အတာအော်မိမတို့ရဲ့တချင်းဆိုနေဦးမင်းဘာလာနေလဲဒီပါငါသားရမယ်ဒါကမင်းဘယ်ကချီးတယ်မှမသိဘူးဒါတော့ချိန်နေကြားမှတော့မင်းချီးလာတာဖြစ်ရဦးတက်လူကျွန်တော်စုကြငွေ3တောင်ဟုတ်တယ်ပြန်သွားတဲ့ဒနုမနဲ့လိုရသနာပြေပါပါသေးပြန်သွားတဲ့ဒနုမနဲ့ပြန်ရပါသေးတက်ကြော်ရတော့ခြေပါသလိုကျွန်တော်နာအောင်သူစုတောင်းပေးပါခင်ဗျာအမေဒီနေ့ညတက်ကြော်ရာကြောနေတော့မှာနဲ့တညာလုံးတက်ကြော်ရာကြောနေတိုင်းနောက်တော့ဆိုအောင်မယ်ကျွန်တော်ဒီနေ့ခုဆိုမှာရှေးတော့ကနိုင်ငံကျော်ရွှေတသိရဟိုနိုင်ငံကျော်ရွှေရွာသားကြီး
ရွာသားကြီးဦးပါမောင်နေရကြတာဘိုးရဘာဘာဦးပါမောင်တီးတဲ့ဂရိတ်ဦးဘိုးစိန်ဆိုရဲချောစီဆိုရဲကျွန်တော်တီးလုံးနဲ့တီးပါက ဟုတ်လား အဲ့ဒါကိုကျွန်တော်ကတီးမယ်ဥလူကျော်ကနောက်ကနေစိုးပေးပါ ဟာတဲ့ ကောင်းကောင်းလေးတီးခြင်းနဲ့ ဟာတဲ့ ကလေးကတီးမယ်တဲ့ကိုလူကျော်ကနောက်ကနေကောင်းကောင်းလေးဆိုပေးပါတကယ်တော့ကလေးကိုလုံးသွားတဲ့စုတော်ငွေ1000နဲ့ကြောက်ရှိပါသေး တက် လို့ ကြော်ရလို့ကြည်ပါသေးဘူးလို့ အော်သူပေးပြီဘာတချင်းတီးမှာတဲ့ ချောသည် တော့ဘယ်သူကဆိုမှာ ကိုလူကျော်ကဆိုပါလိ အော်ငါဆိုရမှာ ဟုတ်တယ် ဘယ်သူကတီးမှာ နိုင်အောင်သူက နိုင်အောင်သူကတီးမှာ ဟုတ်တယ် ဘာတချင်းနဲ့ ချောသည်တဲ့ ချောတည်တယ်လားအေးပါဟုတ်ပါတယ်အဲ့ဒါကဘယ်သူကတီးမှာလဲရှင်း နိုင်အောင်သူကတီးမှာလို့ အေးလေအဲ့ဒါကိုဘယ်သူကဆိုရမှာတော့ ခမရဆိုမှာ ဟောဘာတချင်းဘာတချင်း ချောသည်လို့ကဲ ချောတည်ဘယ်သူကတီးမှာ ရှင်းရတရောင်းသားလေးကဒီမှာနောက်ကခွက်ခွက်ကဖိုးမှာကဲငါသိမ့်မရှိတော့ဘူး ငါလည်းဒီမရောက်ရောက်အောင်ဆွဲခေါ်နေတာပဲဒါကိုဝေးနေပြီငါသား မြတ် မင်းအဲ့ဒါကိုငါဆိုရမှာပဲ ဟုတ် မင်းစူးကြတဝက်ပေးရင်တော့အော်ပေးမယ်မင်းဒါရက်မင်းဒါအော်ရတဲ့ဟာကြီးဗျာ ဟေး ဟာလေရဒီမဲ့နိုင်အောင်သူ ဟေး တာလေးဟေးနိုင်အောင်သူချောတီပြောမည်လောကီနိုင်ပဲရှင်လောက်ပါပဲဒီချောတီပြောမည်လောကီနိုင်ပဲရှင်လောက်ပါပဲဒီဘရံမနီပြိုင်စံရှာလောက်ပါပဲဒီခါသေးလို့ရင်ချင်းပါမရီကြောင်ရည်တဲ့သတ္တရကာရီရန်တန်ရဲ့ဆေးအောင်ချဲလို့မမီကြောင်ရည်တဲ့သတ္တရကာရီရန်တန်ရဲ့ဆေးအောင်ချဲလို့မမီမယာကနေမရီတမှုလေးဝချဲအောင်မီအမယာကနေမရီတမှုလေးဝချဲအောင်မီမယာကနေမရီတမှုလေးဝချဲအောင်မီအမယာကနေမရီတမှုလေးဝချဲအောင်မီပေါ်လာပြီဝင်းဝင်းပါပါလာတဲ့ရွှေနေဝင်းငါလို့ဒီသဖတတ်လို့မှငါမသေးပါမို့လို့တော့ဟင်ပေါက်စိုးလောကမှာလောကမှာဟမ်တားလေးလောက်လိုက်စမ်းကောင်းလေ Hey! လောက်ပြီ Hey, Nitali! Nine. Nine out two.
ရှင်လောက်ပါပြီဒီချာတဲ့မြာမီလောကီနိုင်ပဲရှင်လောက်ပါပြီဒီဘာလို့မနေပြန်စားရှာလောက်ပါမယ်ဒီဟုတ်ပြီသာလာညီပါမဝရီကြရတဲ့ချက်တရကာရီကြိုင်တန်ရဲ့ဆေးအောင်ထဲလို့မကြရတဲ့ချက်တရကာရီကြိုင်တန်ရဲ့ဆေးအောင်ထဲလို့မီမယကလေးမရီတမှုလေးဝချေ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 ပေါ်လာပြီဝင်းဝင်းပါပါလာတဲ့ရွှေနေဝေးအိုင် ဟော လဲ လည်းပတ်နေတဲ့အတိုင်းပဲ ငါမရသားလေးပန်းပါတယ်ဆိုနှာခေါင်းများတီးနေတယ် လောက်ပြီ လုံးဝ နိုင်အောင် လုပ်ပြီးနိုင်အောင်သူ ပါလိ လာမင်းရဲ့အလေးရောက်အင်းမြလေးရဲ့နမိတ်ကိုဆောင်ငါမရသားလေးနေနေဟာငါမအတန်မနဲ့တင်းနေပါလိမ့်တော့မြောက်တော့ဆော့တော့ငါအတန်လေးကိုဘယ်ရောက်မှမလုပ်တာလက်ရှာပေးပါ ပြတ်ရှာပြတ်ရှာ လာမင်းရဲ့အလေးရောက်အင်းမြလေးရဲ့နမိတ်ကိုဆောင်လူကျော်ကားတဲ့ပွဲမှာဘေးမှာ မင်းတော့ကားတယ်ကွာ ငါတန်နဲ့ကြိုက်တော့ငါနာမည်နဲ့ဘယ်လိုမှမကြိုက်တာနော်စောတန်လေးကြိုက်စောတန်လေးကြိုက်နွေရညာအလွတ်တီလေးဆိုပွဲပြီးတော့မငါမနစ်လို့တော့ဟာလည်းကတော့ပြောနေတယ်မင်းတို့ကောင်းတယ်အဟုတ်မှအယူပုံမြောက်ထားတယ်ဟာမလည်းမဟုတ်ဘူးငါမရတာတွေဟုတ်တယ်ကဲအဲ့ဒါကိုပြောပြတာ ကိုလူတော့ ဒါရှင်းတော့တချင်းခုခေတ်တချင်းနေကြဘာတွေမှလည်းမသိဘူးဟာတဲ့နေနောက်ချရင်နင်းကိုနမ်းမဲငါနောက်ချရင်ငါကိုနမ်းမဲနေနောက်ချရင်နင်းကိုနမ်းမဲငါနောက်ချရင်ငါကိုနမ်းမဲကဲနေနောက်ချတော့နင်းနမ်းမဲတဲ့ငါနောက်ချရင်ငါနမ်းပါတဲ့အာမရသားတွေသူတို့ဘက်ကနာတယ်ကိုမရှိတာကဲအရှုပ်နောက်ရှိသေးတယ်ဆိုင်ဆိုင်ကားလိုက် ပါလေလို့ ပါတဲ့အလုံးတက်ချငါထော်လာကြည့်ကြွားမြောက်ဖိုက်ငါတိတ်မဲ့ကြီးငါနာမဲကတော့ပေါ်လီဟဲ့ကောင်လေးမပေးနဲ့တကြီးကငတ်နေတာ အော်တကြီးကလိုက်နေပြီ မသိဘူးကွာအဲ ခင်ဗျတချင်းတွေတော့အများကြီးလာတာ အချင်းခုပေါ်မနှက်ပြန်ရိုးတာ အေး ခစ်ကလည်းပြောင်းပြန်ဖြစ်ကုန်တာ ဘာဘူးလို့လို့ ငါစမ်းလို့ဒီဘေးကပြောရအောင်နော်ဘုန်းကြီးဦးတိတ်ခါလည်းဟောသွားတော့ခုခစ်ကမဲ့တရားတချင်းဖြစ်တချင်းကတရားဖြစ်ဘောပေါက်ကုန် ဟာခင်ဗျဟုတ်လို့လားလား ဟုတ်တယ်တရားတွေကတချင်းဖြစ်ကုန်တာ ဘယ်လိုတော့လဲ ဟောမနေ့တုန်းကတော်တော်ခစ်စားတယ်လေဗါတဲ့သုတ္တနာတော်ပြန်ဆိုတာတော့မမအေးတချင်း အင်းဘာတော့ တံဗုဒ္ဓေထဝေတိသရဏသစ္စာသဟတတိဟောတိုက်ပါလေဟာတရားတချင်းဖြစ်တာ မင်းလုံးမှမသိ တချင်းကတရားဖြစ်တာလည်းရှိတယ် ဘာလို့ တမန်နှစ်ကမင်းလိုက်ရှိုးတွေတော့မပါလာဟောမူရင်းကရင်ကိုဆိုရတာ ဘာလို့ရှိတော့ တောင်းမပိုင်ရမဲစီကိုတဲ့ အင်း မင်းမရှိညရီကိုတယောက်ထဲမင်းရင်လာရမဲလေးကွကြရှိခိုင်နေစီမင်းတောင်းမပိုင်ရမဲစီကိုဒီမှာတော့အဲ့ဒါဘုန်းကြီးဟောတဲ့တရားကြီး ဟာအဲ့ဒါတချင်း ဟုတ်တယ်စာရေးဆရာတွေကရေးတရားမရှိတရားသချင်းစဆိုဒီမှာမယုံရင်ငါဘုန်းကြီးလို့ဟောပြမယ်တရားနာပိတ်တယ်လို့တာတို့ခေါ် တကယ်ရ ဒီမှာဖိတ်စာခါပြီးတော့ဒီပွဲပါပါတော့ဟောလိုက်မယ်နော် ခင်ဗျဟုတ်ယူဟုတ်ပေါ့ကျုပ်ကတရားနာပရိသတ်လုံးမယ် ဆက်ဆရာအကိုလေးလေးနဲ့တော့နော်
ဒရ383ခုနှစ် ဟာလန့်တာပြည့်လို့ ဘုန်းကြီးမျိုးလုံးဝမွဲတစောင်းလုံးလာပြီးကျော်10ရက်နေ့ညငါမရတာလေစီနဲ့ဘာဆိုင်လို့တော့ဘုန်းကြီးတရားဟောပါတယ်ဆိုစီများရောနေသေးတယ်ငင်းငင်းကြတာဘုန်းကြီးကလေးပြက် ဘုန်းကြီးမိတရားဟောရင်းနဲ့ကအောင်လုပ်နေဒီကောင် ဟုတ် ဟာဘာလို့ဟာ ဘုန်းကြီးကစာဖတ်ရတာစိတ်မရှိတော့ဟုတ် ဘုန်းကြီးဟောမဲ့တရားကတော့တောင်းမှန်ပါရင်ပဲစီကို မှန်ပါဖေ နာမဲမရှိတဲ့ညတွေမှာကိုတယောက်ထဲမင်းရ အာဟုတ်တယ် လွန်ရင်မြလဲကွယ်ကြချိခိုင်းရဲ့စီမဲမြော်ကငန်းလေးတဲ့အမြန်ပြေးတွေ့လိုက်ခြင်းဒိန်လွန်ပြင်းနေကလည်းကြော်လွှတ်မယ်အခုလိုဘုန်းကြီးလာပြီးတော့လူတန်းရတော့အကျိုးအားကြောင့် ဘုန်းကြီးလူတာမဟုတ်ရှေ့ကအကြောင်းသားလူတယ် ကြော်ညာတွေကဝင် မှန်ပါဖေ မဲမရှိတဲ့ညတွေမှာကိုတယောက်ထဲမင်းရ မှန်ပါ လွိုင်းရမြလဲကွယ်ကြရှိခိုင်းရဲ့စီမဲမြော်ကငန်းလေးတဲ့အမြန်ပြေးတွေ့လိုက်ခြင်းဒိန်လွန်ပြင်းနေကလည်းကြော်လွှတ်မယ် တာဓု ပြီးသေးဘူးဟာအမရကတကားရည်လည်းစုပြီးတော့တာတို့ခေါ် အဲ့ရှင်လာပြခဲ့ မင်းသိပါသေးဝင်းနေကြလွမ်းပရသည်အိမ်မရတာဒီတတိယရကြနေပြီဓမ္မပါရင်မင်းစီကိုဝင်းနေချိန်လေးခရီးလေးကိုလမ်းလက်ရင်အင်းအားရှိသွားတဲ့ထွေးပိုက်ပါတော့လို့ရင်ခုန်ကန်နေကြတဲ့အိဆယ်ဆုံး တာဓုတာဓုတာဓုနေဦးဟာငါမရသားလေးဟာ ဒီမဲ့သူကြသွားကြောညာမလို့ ကြောည ဘူးပြောအဲ ဦးရဲ့ကိုတဲ့သူကကျွန်တော်ကိုသူကြ2000နဲ့သူချပါ ဒီလေးကကိုယ့်ကိုဆိုကြတာကလေးဆို ဘိုးတွေအများကြီးရပါပြီလို့ကျွန်တော်သူတောင်းပေးပါခင်ဗျာ ဟမ် တုံးလဲလူမှာပဲ ကဲဒီရုပ်ဒီရည်ကြီးကိုဆုချတာသူတယောက်ရှိတယ် နောက်ကပြီးနေအိပ်ပြေးတော့မှာ ညသူနဲ့မအိပ်ရဲတော့ဘူးနော်ဆရာမေးထားတာလားမသိဘူးငါတရားပဲရောက်တော့ တရားလားဖုံးကြောင်းနဲ့ရောက်တော့ တာတို့ခေါ်ပြီးပြီ ခေါ်ပြီးပြီထပ်ခေါ်မလား မခေါ်ရတော့ရုပ်ဆိုးကြကြည့်ရတယ်ကြောင်ညာဖြတ်ဖြတ်ဝင်လာမင်းသိပါသေးဝဲနေကြလွမ်းပရသေးအိမ်မီးဘာဖြစ်တာလဲကိုရလက်တော့ ကိုကိုရထစ်တာအဲ့လို တူ အမရိယတောင်းတာ ဝိကရမစီကိုဝိနေခြင်းလေးခရီးလေးကိုလမ်းလိုက်အာရှိကို အမရိယကြသွားမယ်မေ တက်လိုက်အာရှိဆိုတဲ့ထွေးပိုက်ပါတော့လို့ရင်ခုန်တန်နေကြတယ်အိစေဆို တာဓုတာဓုတာဓု မင်းသိပါသေး အေးတော့ပါတော့တကြလုံးမင်းသိပါသေးတယ်ပြီးတော့မယ်ဩဓာတ်လိုက်ပြီးတော့ ဦးလူကျော် ရ ဒါဒီကတီးအောင်ပါဗျာ မင်းဒီနေက ကျွန်တော်တီးမဲ့တီးလုံးကရှေးအောင်ကျော်ရဲ့တဲ့ ရွှေတောင်းကျွဲတယ် ဟုတ်တယ် အဲ့ဒါငါတို့ အဲ့ဒါကိုဦးလူကျော်ကအနောက်ကနေဝါလက်ခုမှန်မှန်တချင်းကိုမှန်မှန်လိုက်ဆိုဦးလူကျော်ကိုတယ်လေ ပဲမြင့်နေတော့တော်တော်ခွာကြနေပြီဒီမှာနေငါတန်းနေဘာဘာတူလာတယ် ထိုင်လို့ ဟမ်ခိုင်မမြင့်တဲ့သောကြီးတဲ့နေရာယူထားဗျခင်ဗျရုပ်နဲ့ကျုပ်တို့အရှိန်ပြက်ဒီနာမကန်နဲ့နှာခေါင်းနဲ့ချိတ်လိုက်ပြရွှေရောင်းွယ်တန်ကောင်းပြရွှေရောင်းွယ်ဦးလီလီရွှေရောင်းွယ်ဦးလီလီရွှေရောင်းွယ်ရွှေ
ဟုတ်မယ်တော့အေးလာပြီကောင်းပြီနောက်တစ်ခေါက်တာလေး ဟုတ် လုပ်ဦးမယ် ပြရွှေတောင်တွေပြရွှေတောင်တွေအိုးလေးလေးရွှေတောင်ကျွဲအိုးလေးလေးရွှေတောင်ကျွဲ လုပ်ပြီနိုင်အောင်သူလေးပြရွှေတောင်ကျွဲပြရွှေတောင်ကျွဲအိုးလေးလေးရွှေတောင်ကျွဲအိုးလေးလေးရွှေတောင်ကျွဲဟုတ်မယ်ဗျကောင်းလိုက်တာငါတားရဲ့တားလေး ည ဒီကမင်းနဲ့လိုက်တဲ့တချင်းလေးပါလေရှိသေးလား အရှိရပါဗျာ မမတွေကိုဆိုပြလိုက်အောင် ညဆိုမှတကြသေးလားကြီးလား ဗါတဲ့ တသေးလေးမလားကြီးကြီးလား မင်းသေးသေးလေးကြည်ကြည်ကြည်အောင်မင်းကဘယ်တော့မှချောင်း တချင်းပြောနေတာ ဟမ်တချင်းလားသေးသေးလေးကြည်ကြည် ဟုတ်တယ် အဲ့ဒါဘယ်သူနဲ့ဆိုမှာ ကိုရဲလေးနဲ့ ရဲလေးလာဟာငါမရပါရဝေး ကားလဲနေတာချင်း ဆိုရမယ်ဟာဝေးနေချီရိုလိုက်ဂျိုးတွေးလိုက်တော့ကသပင်ကမိုးချိုးပြစ်ထားတဲ့တိုင်း စတိုင်ရ သေးသေးလေးကလေးတန်းနဲ့ တသေးလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလားကီကီတဲတဲလား ပါကြိုက်လက်ပြောစက်ရွေးလိုက်ပါမင်းကြိုက်တော့ဟောတကကြီးတယ်ဟောတကသေးတယ်ရောတကဖီးပဲပါကိုရွေးချက်ကြိုက်မကြိုက်တော့စင်သားသူဝထားတဲ့အင်ကြီးက XX ပေါင်းတဲ့ကိုကြည့်တော့ဒိတ်ဒိတ်ချက်အနာနာမှာဝိုင်းဝိုင်းနဲ့လလပပနဲ့မင်းတဲ့ရောကြည့်ကြည့်သေးရောကြုတ်ကြည့်သေးတွေ့ကြည့်လို့ရတယ်ချုပ်ကတော့ကြည့်နေတဲ့တက်တက်စီထားတယ်မဟုတ်ရင်တော့ပြဿနာတက်သွားမယ်ခုကြတော့လှတော့စက်ကိုလုံးနေကျွန်တော်မင်းသမီးလေးပွင့်ကိုလုံးနေတက်တက်လက်လက်နဲ့ရင်းလို့မယုံနဲ့ကဲကဲလိုက်ပါဟိတကိုလုံးနေ တဲတဲလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလားကီကီတဲတဲလားတဲတဲလေးပဲလားကီကီလား တက်တက်ကြည့်ကြည့်လားတက်တက်ကြည့်ကြည့်လားအမောပွဲပွဲကြည့်ကွာချစ်တဲ့ရအားတော့အစ်စပဲချောက်ကြည့်ပါဟောဒီမှာဖြစ်ပြီးလားလာပဲအဲ့ဒါကခုလို့ရတဲ့ခဏထားစကြတော့အောင်ငါမချစ်ဘူးထားခုပါပဲပြင်ပါတဲ့ပြင်ဘူးတာစုံစမ်းတဲ့ချင်ဘူးတာပေါ်ဟတ်သူမျက်စိလေးနဲ့တို့တမှုလက်ရှိတွေ့ခဲ့ကပလီကငါတဲ့ပုံပြည့်တဲ့ထင်မသေးတဲ့ကျွတ်တော့မမှတ်ဘူးဘယ်မှာတဲ့အိမ်မကြည့်ဒီပန်းသူကဖြစ်ပြီးမစီဒီမကခွေတဲ့တော့ငါတက်တဲ့ကြည့်ဖို့တွေ့စီဒီကမှန်တိုင်း ဘာတွေပြောတာ တဲတဲလေးပဲလားကီကီလားကီကီတဲတဲလား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  ခက်ခက်နာနာပြုတ်တချို့ကတပန်းသမားကိုလုံးနေအဆက်ဆက်ပြပြပုံတချို့ကအစမ်းပြားကိုလုံးနေအချက်ချက်ထုတ်ဘုတ်ဖတ်ထုတ်မာရတွေကုန်ထုတ်တဲ့လို့ဘေးနှကန်းလေးရုပ်ပြကြည့်တော့အာယုံလေးမှလောက်ကကြည့်အပါကြိုက်လေတော့ပြီးတော့ငါကြက်တယ်ငါမိုက်တယ်အတုံးကြီးတော့ပြီးအားလိုက်လေ တဲတဲလေးပဲလားကီကီလားကီကီတဲတဲလား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 ပြီးပြီခဲဝယ်ပေးတော့ ကောင်းတယ်ဗျာနော်ဘယ်အကိုမှချိန်စရာမလိုဘူးသူ့အတန်းနဲ့ဒီတချင်းနဲ့တော့ကွက်တိကျုပ်တို့ဟိုတော့မနစ်တော့ဆိုတာအကိုကလိုက်လုပ်ပေးရတာလူကြီးဆိုတာဆိုသူကတော့
အောင်ပါသူဝေး လာရေလာလို့ချေလာစေတရာဘူးများညစေရဝေးနဲ့ကိုဟန်ကြရှင်းသွားအိုးဒေဝိစနာဟေးဝေးတော့ကလက်ကဟေး အမလေးပြတာ ဘာလို့တာလဲ ဘာတော့မင်းသားဟာ ဘာတော့မင်းမျက်နှာနဲ့မင်းသားလား သက်တည်တော့မင်းသားထွက်လာတော့ထွက်လာမယ် ရခွင့်လုံုံရင်လူကြီးမင်းများမိသက်တွေကျုပ်တို့တလိပ်ဆိုင်ုံနဲ့ကမြောက်ကြီးလွတ်လာလို့ပါလာပြီးတော့မယုံသေးဝိုင်းဖမ်းပြီးတော့ ပြောတယ်ပြေးတာတော့ပြေးတာ လို့ပါ မြောက် မြောက်ကြီးလွတ်လာတယ်မြောက်ကြီးလွတ် ဘယ် လာ မှာတော့မြောက်ကဘယ်မှာ မြောက် မြောက်ဘယ်မှာတော့တော့ကြောက်နေမြောက် မရမြောက်ပဲလို့ ဟမ် မရမြောက်ကြီးပဲ တော့ကမြောက် မင်းမျက်နှာကမြောက်ကြီးတိုင်းပဲကြက် ကျက်တီတုံးတာမျက်လုံးလေးအသေးချာမြောက်ကြည့်ပါ ဘာတော့ မင်းသားဟာ ဒါကြီးကိုမင်းသားတယ် ဟာတေချာလည်းမကြည့်တော့ စိတ်ဆင်းရဲစရာကောင်းရတဲ့မျက်နှာမင်းသားဘာတက်တည်ရှိတော့ ဟောကြောက်မင်းသားဆိုတာခင်ဗျာမယုံ ဘာ ဘူး သူမှမယုံဘူးမင်းသား အဲ့ဒီလိုကြောက်မင်းသားဆိုတာမယုံတဲ့လူတွေအများကြီးရှိတဲ့အတွက်ဟဲ့ဒီမှာဆိုင်းပုတ်ပါ ဆိုင်ပုံနဲ့ အဲ ဘာတဲ့တော့ တေချာကြီးဟဲ့ဒီမှာ မင်းသား တေချာကြီး ဘာတဲ့တော့ မင်းသားအစ်မယုံတဲ့ကောင်ငါသားတယ် မင်းသား ယုံနေ မယုံရင်ငါသားပဲယုံလား မင်းသား အဲ ယုံပါတယ်ခင်ဗျာယုံပါတယ် ဒီကယုံနေနော် ယုံပါတယ် တရိစ္ဆာန်ရောလွတ်လာတဲ့မြောက်ကြီးဆို မဟုတ်ဘူးမြောက်ကြီးမဟုတ်ဘူးစွမ်းစာနီလက်မြောက်လိုက်တော့လှလိုက်တာ ဒီကလား အတန်နီလန်အောင်လှ မင်းသားပဲယုံသွားပြီပေါ့ ဟန်စာမဟုတ်ဝင်တက်ကပြအတန်နီလန်အောင်လှအတရစ်ထွက်အောင်လှချိုးလိုက်တာနော်မင်းလည်းတော့ ယုံသွားပြီနော်ယုံရမှလည်းမယုံရင်ငါသားပဲဟဲ့ မင်းမျက် ယုံလားဟဲ့ မင်းမျက်နှာကြီးက ယုံတယ်နော် ရွှဲအချင်းကြီးတို ပုံ င် ပုံပုံငါမင်းသားဆိုတာမယုံဘူးလားယုံရမှမယုံငါသားပဲ ယုံပါတယ်လေဆိုနေ ပပတိတိတက်က မင်းသားယုံလားမင်း ယုံလားမင်းသားဆိုတာယုံတယ်ယုံတယ်နော် ယုံပါတယ် မယုံရင်ငါမရသားပဲယုံတယ်ဟေ့ယုံတယ်လို့ဘကောင်သားရှိယုံတယ်ယုံတယ်ယုံလာတယ်ယုံရမယ်လေအကုန်လုံးနေနော် ယုံတဲ့ကောင်တွေငါသားတယ် မင်းတို့ကောင်လည်းအကုန်လုံးနေနော်ယုံတယ်လားအကုန်မယုံတဲ့ကောင်ငါသားပဲ မယုံရင်မင်းသားမယုံရင်ငါသားတယ်မင်းသားမျက်နှာကြီးကြည့်ပြီးတော့မကြသေးနဲ့ကျွဲအချင်းကြီးတိုင်စိတ်ဆင်းရဲတာကွာမင်းသားဟုတ်ကဲ့လား မင်းသား ဟိုတော့ရွှေမန်းကင်မောင်တဲ့ချင်းတွေပါမရဘူးလား ဟာရလာပေါ့ဟာ ယုံမတလေးပြရအောင်မင်းသား အဲ မင်းသားကိုတရဏဂုံတင်ပေးလိုက်မယ် လဲမိတ်တဲ့နငုံနေမလား ကဲမင်းသားရွှေမန်းတင်မောင်အအဲလေးပါလေမင်းတို့ကိုလဲ မင်းတို့ကိုလေ မင်းတို့ကိုလဲဒါမှများများအသက်ထွက်သွားပြေးသွားအေးတာပဲတော်ရှင် ဟာရတယ်မင်းတို့ကိုလေရတယ်အတန်ပြသမ်းပါဟောအတန်ပြပါသူကမင်းတို့ကောင်လည်း ပြလိုက်မင်းနဲ့ တေချာလေးလောက်သမ်းပါညမိတ်အဲ့လိုလုပ်ပါဗောညမိတ်တော့မင်းတို့ကောင်ကြီးငါမရတာဒီပါမဟုတ်ကလေးလောက်သမ်းမင်းတို့လေမလေးဟာ အော်ဘာဟာဘာမင်းတို့ကိုလဲနွားတွန်နေတဲ့အတန် ဘာလို့အော်ရမှာတော့ရွှေမဲနေမောင်အဲ့ဒီလိုအော်လို့နော်စောစောတီးတီးမာလကအကြောင်းသွားတာရွှေမဲနေမောင်တို့ခေတော့ဟာဒီလိုမိုက်တွေမရှိသေးဘူးစက်တွေမရှိသေးဘူးအဲ့လိုမက်တွေစက်တွေမရှိတော့ခါကျတော့ကြွလာတဲ့ပရိသတ်ကြီးအကုန်ကြောက်လို့ဆိုပြီးတော့ရွှေမဲနေမောင်ဖေလီတာထွက်အောင်အော်ရတာအဲ့လိုအော်လို့ရွှေမဲနေမောင်စောစောတီးတီးမာလကအကြောင်းသွားတာထလေးမင်းသားထလေးတို့ခေမှာစက်တွေကလည်းကောင်းမိုက်တွေကလည်းရှယ်ပဲ မအော်ဘူးပေါ့ အော်နေစရာလို့တိုးတိုးလေးဆိုတာနဲ့ပရိသတ်ကြီးအကုန်ကြားတယ် မိုက်အားကုန်မှာ မင်းတို့လားငါမရတာလေးအသေးချာတို့မင်းတို့လားအပြေမမျိုးရော မင်းသားဘာတွေပဲကြည့်လို့တွေများဝါစားတယ် ပဲကြီးလို့ဒီဝါသားနဲ့ ချက်တည်းတုံး ကဲ့တယ်လို့ ကောင်းကောင်းဆိုပါ မင်းတို့လားအပြေမမျိုးရောချစ်ခင်မောင်တင်ကကောမင်းတနာလာကြီးရဲ့အစီမင်းတို့ကမတနာကြဘူးလားလို့ငါ့ကိုတနာရင်ဆူချကြပါအောင်ဘူး မင်းငါတောင်ကန်ကောင်းလို့2000ရတာမင်းဆိုကြဖို့နေနေတာ မင်းသားဆူချပါ မ
မင်းသားဒါပဲလား ဟာမင်းသားအကုန်တက်တယ် ဒါတော့ရေးသားဖို့တယ်မင်းသားဟောဟိုဟန်စာမုံဝင်တဲ့ချင်းလို့နော်စွမ်းစာနေလို့မရဘူးလား ဟာရတာပေါ့ စွမ်းစာနေ စွမ်းသာနေရတယ် ရတယ်ဆိုတော့မှမင်းသား စွမ်းသာနေမဆိုဟန်စာမဝဲလဲဆိုမယ် ဟန်စာမုံဝင်လို့ စွမ်းသာနေရတဲ့လူလိုက်ရတယ်နော်ဒီလူလိုက်ဓာတ်ထီလေးဆောက်ဆို sorry ကိုကို ဟန်စာမုံမိတ်တုံလား မိတ်တော့လား မိတ်တုံ ဒါလည်းရိုးနေရတယ်ကဲလုံးစားဒါစင်ပြီးအောင်လို့လေဟေးစင်ပြီးအောင်ဆုံးတာခဲ့တဲ့ညာ La la ba ba, geli geli geli, mai do, apilu te lo, soja ja, ko swan shi de nya, pyo na ma lo ja, so ka me, ta ya de nya. မင်းသားရက်တည်းတုံး အများသာသင်္ခါမတူမင်းသားဦးပွဲအောင်လို့ ရက်တည်းတုံးလိုက်တဲ့မင်းသားဝန်ထောင်ထားတာလို့ဖြစ်နေတာကိုလူဝတက်တာအကွဲကြီးကံကောင်းလို့ပဲ အဲ့ဒါလည်းပဲဆိုလို့တက်တော့ လူညွန်တုံးတော့မလို့မင်းသားကောင်းမှဦးသွားတာလို့ဖို့ချစ်လို့ကြည့်ကြတယ် ဟောဖိုးချစ်လို့ချီလို့လေးလားအာရတယ်ဖိုးချစ်တယ်ရွှေမြို့လူကြီးချစ်စရာပြပေါ်တယ်မိလူကအာရပါရလက်တော့တွေ့ကြည့်တာမနာရမပဲနဲ့ဒီဒီကိုသားကရွှေမြို့လူကြီးချစ်စရာပြပေါ်တယ်မိလူကအာရပါရလက်ခုပ်တွေ့ကြည့်တာမနာရမပဲနဲ့တဲ့ကိုသားကဦးရေလာပါပြောပြပါဗျာမမရေလာပါရှင်းလို့ပါဗျာဦးရေလာပါပြောပြပါဗျာမမရေလာပါရှင်းလို့ပါဗျာတက်ကိုတနာရင်အောင်တွေတော်ကြီးရအောင်ပြောပြကြမော်ရဲမဖိုးချစ်ချီတို့ပြမယ်ပဲကိုင်းနာ ချီတို့လုတ်ပြလိုက်စမ်းပါလုတ်ပြလိုက်စမ်းရက်တည်းတုံးတယ် မမင်းသားအကာကောင်းလို့တဲ့သူချတယ်ဝါသားသားတယောက်ချီးပန်းတာတယောက် အာမမစားဘူး ငါများသာချွေကြလုံးမို့တကယ်ဆွဲတော့ထားတဲ့ခါတော့ပြီးပြီ အားနဲ့မလား ငါမှတော့မွေးသလိုမွေးထားမြေဩသာတော့ဆေးချင်း ရက်တည်းတုံးလိုက်တဲ့မင်းသားအကလည်းကောင်းဆိုတယ်ငါတတ်ပါတယ်တော့ မေဒီကကျွန်တော်စုကြပါစုဝင်2000နဲ့အော်ကျွန်တော်သူတော့ဝင်တက်တက်ရတက်သေးပါပြီပဲ မင်းဒါအလွတ်ကျက်ထားတာပါပဲကွာပြီးမေကြီးရတယ် မင်းသားကလို့လည်းပြီးအကလည်းကောင်းသူက အ လည်း က ကောင်း လည်းကောင်းအချိုးလည်းကောင်းကဲမင်းသားပြန်တော့ နင်းမေးပြန်ပါလားကပြီးဆိုပြီးညာချင်းရှင်းမှာပေါ့ဟာလေ ဘာဘ누구ညာချင်းရှင်းမယ်လို့ပြော ညာချင်းရှင်းအောင်လေအကကောင်းတယ်ဆိုကောင်းတယ်ဆို တို့တော့ဘာမှမသိညာမှမသိဆိုးကြနဲ့လုံနေတယ်မ က ရ လာ တာ ကလာเนี่ยတအားကောင်းတယ် ငါမရတာငါကြည့်ရကြဘာလို့မ ညာချင်းပြီး ညာချင်းမပေးနိုင်ဘူး မပေးလို့ရမလားမင်းသားတယောက်ခေါ်တာဒီကောင်းကောင်းမကောင်းကောင်းညာချင်းရှင်းရ ညာချင်းရမှကျင်တတ်မယ်ပေါ့ ဘာကျင်းနဲ့မှာ ခွဲသားတွေတို့ခွဲသားတွေ ယုတ် မင်းသားညာချင်းပေးရအောင်ဟေးလက်သီးနဲ့3ချက်စီလောက်ဝိုင်းထိုး လေးညာချင်းများတယ်လေးမလုပ်ပါနဲ့ဗျညာချင်းလည်းမယူတော့ပါဘူးနော်ငါများသားတွေနော်ညာချင်းလည်းမယူတော့ပါ အဲ ညာချင်းလေးများရမလားလို့နော်ခေါင်းပေါင်းတွေဝယ်အဝတ်စားတွေဝယ်ပြီးတော့မင်းသားလေးကပါတယ်ညာချင်းများမဲ့တူတူကဒီနေ့ကသာပြီးငါလောတော်မင်းသားမကဘူး မင်းလည်းမြန်စိတ်သိရင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 ်တာလီကောင်းလိုက်တာနိုင်အောင်သူရဒါလေးကိုမင်း ငါတို့အမားလေးရှိပါဘောနော်
အဲ့လေ အေး မင်းချစ်တဲ့ပရိသတ်တွေကိုတယောက်မကြံအမြည်ရတော့ငါသားတစ်ခေါက်ပြန်တင်းပြစမ်းစိတ်စိတ်ရင်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 ဒါလေးကောင်းတယ်ကဲဒါလေးနိုင်အောင်သူရဲ့တီးတချင်းလာပြီလာပါပြီနိုင်အောင်သူစိုင်းတန်နေတာတီးပြလို့တာလေးလေးသားသားဖြူပြေမာ လာပါပြီနိုင်အောင်သူစိုင်းတနေသာတီးပြလို့သာလေးလေးသာသာဖြူပြေမာ ကောင်း နာစင်သူပြားနာထောင်းကောင်းလေးလေးစားစားကရောဘစင်မနာစင်သူများနာထောင်းကောင်းအောင်လေးလေးစားစားကရောဘစင်မဒီတပညာရွှေနာစီမရိုးရိုးတက်တက်တီးရလို့ဖြစ်ဒုစိုက်တော်မဟာဒီတပညာရွှေနာစီမရိုးရိုးတက်တက်တီးရလို့ဖြစ်ဒုစိုက်တော်မဟာသွားရများတာစက်တာဖတ်တာ ဟုတ်တယ် သွားရများတာစက်တာဖတ်တာ နိုင်အောင်သူ
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတားလေးနိုင်အောင်သူရဲ့အစီအစဉ်ဒီညနဲ့ပဲကျင်းတတ်တော်မူကြပါဆရာပညာနဲ့ပဲတချင်းရင်းကြီးကိုဘယ်လိုရေးရတယ်ဆိုဆရာပကန်းနဲ့ပြောခဲ့တာ ဟုတ်တယ် အဲဆရာကြောင့်မလို့ကျွန်တော်မူပိုင်းတချင်းတွေကိုယ့်အကူရေးတယ်အငိမ့်တော့လည်းငိမ့်ထောင်တော့လည်းကိုယ့်အကူရေးတယ်နော်ဆိုလိုကောင်းအောင်လည်းရေးတယ်တာမေလည်းကြတယ်ဆရာသင်ခဲ့တဲ့ပညာပဲအခုဒီပညာနဲ့ဆရာပညာပဲအားလုံးရှိသမျှပစ္စည်းရတယ်ဆရာပစ္စည်းပဲ ဟုတ်တယ် ဆရာပင်ရတော့မယ်တဲ့ဆရာနေစရာမရှိဘူးတိုက်တန်းကထွဲတော့မှဆိုတော့အဲ့ဒီငါတလားအစိတ်နဲ့ငါပြီးတာ တလအစိ ငါနေမှာငါတိုက်အစ်စ်ကလေးကိုဆရာထားမှာ အဲ ဒါပေမဲ့ဆရာကလွန်သွားတယ် ဩ အဲ့ဒီစေတနာလေးတွေငါမှအကျိုးပေးတာလို့ဒီသချင်းလေးကအတိုင်းမဲ့ကျွန်တော်ဆရာဆိုပြီးရေးထားတဲ့သချင်းလေး ဟုတ်တယ်ရောက်လီဘဝလူတိုင်းကတာယာစီဒီနာကံအကြောင်းငါမလာပါရီလာကံဆိုတာယူလို့ချီနဲ့မကန်သောအကြောင်းတွေတို့တွေထားဝစီမကွာပြုလို့ကြမည်တာ ဆရာမိဘယောသေးကြမှာသူ့ဘဝတတ်ပါမှာဆရာမိဘစိတ်ချမ်းသာမှသူ့ဘဝတည်နေမှာဆရာမိဘပြုလို့ကြမှာတော့သူရင်းမြမှာဆရာမိဘယောသေးကြမှာသူ့ဘဝတတ်ပါမှာဆရာမိဘစိတ်ချမ်းသာမှသူ့ဘဝတည်နေမှာဆရာမိဘပြုလို့ကြမှာတော့သူရင်းမြမှာ မင်းတို့တိထလူလားမြောက်တော့ဆရာစီရောက်ပြီးမြောက်တတ်ပါသိပ်ပါတင်တာတင်ညာလာပြီးနာမည်ကြီးတော့မွေလျော်ခဲ့ကြဆရာဒုက္ခမင်းတို့တိထလူလားမြောက်တော့ဆရာစီရောက်ပြီးမြောက်သိပ်ပါတင်လာပြီးနာမည်ကြီးတော့မွေလျော်ခဲ့ကြဆရာဒုက္ခတကယ်ချင်းဒီအားလုံးဆရာကိုမေ့နေကြတယ် ဟုတ်တယ် ကားတွေဝဲတာအေးဟန်ဖုံးတွေချိတ်တာ မှန် တိုက်ကြတဲတာမင်းတို့ပစ္စည်းတွေမဟုတ်ဘူးတဲ့ဆရာသင်ပေးတဲ့ပညာနဲ့စီးပွားဖြစ်လာလို့ဒါတွေဝယ်ခဲ့တာ မှန်တယ် ဒါတွေကိုသဘောပေါက်ထားဆရာကိုဘယ်လိုကြော့မှလဲဘယ်လိုပြုစုမှလဲဒါလေးကိုဆရာကိုအောင်သူကသတိပေးနေတာအိုမင်းကြမှာဒုက္ခလလကြီးမှတွေ့ရတနာလိုက်တာတို့ရဲ့ဆရာဂယုဏတက်စွာပြန်လဲပြုစုယူရသမ်းမှတို့ရဲ့ဆရာချမ်းသာလာတာဆရာကြောင့်မို့လို့တို့ချမ်းသာတာဆရာကြောင့်မို့လို့တို့ကြီးပွားတာဆရာကြောင့်မို့လို့တို့လူနိုင်တာဆရာကြောင့်မို့လို့အခုကောင်းစားတာဆရာပညာကြောင့်နောက်ကောင်းစားတာဆရာပညာကြောင့်ဩအခုချိန်မှာသင်ဆရာမြင်ဆရာကြားဆရာကျွန်တော်တို့ရဲ့ဆရာအပေါင်းစိတ်အကြမ်းမှကျင်ကိုယ်အချမ်းသာခြင်းနဲ့ရောက်လျာဌာနကနေပြီးတော့ငြိမ်းချမ်းစွာနေနိုင်ကြပါစေကျွန်တော်ရဲ့ကျမရဲ့ဆ
ဆရာနဲ့မတွေ့ခဲ့ရင်ကွယ်ဘဝလမ်းညောင်းမှာမဖြောင်းတော့ကိုယ်ကောင်းဘယ်ဘဝရောက်နေ ကျွန်တော်ရဲ့ကျမရဲ့ဆရာနဲ့မတွေ့ရဲ့ရင်ကွယ်ဘဝလည်းညမှာမပြောင်းတော့အကွေကောက်ပဲဘဝရောက်နေဘ ဘယ်တော့အချင်းလေးပညာမရှိတော့သူတို့ဤဘဝဒုက္ခလာလာကြုံရမည်ခါဆရာနဲ့တော့မတွေ့ခဲ့ဘူးဆိုရင်ကျုပ်တို့ကဒုက္ခလာလာတွေ့တတ်တယ်ပေါ့အမတန်ကြီးပြီးကျုံပါလာတယ်ကျွန်တော်တို့ရဲ့ခါပါကျွန်တော်ရဲ့ကျမရဲ့ဆရာနဲ့မတွေ့ခဲ့ရင်ကွယ်ဘဝလမ်းညမှာမပြောင်းတော့ကိုယ်ကောင်းတယ်လို့ရောက်နေ ကျွန်တော်ရဲ့ကျမရဲ့ဆရာနဲ့မတွေ့ရဲ့ရင်ကွယ်ဘဝလည်းညမှာမပြောင်းတော့အကွေကောက်ပဲဘဝရောက်နေဘ ဘ ယ် ယ် တော့ တော့အချင်းလေးပညာမရှိတော့သူတို့ဤဘဝဒုက္ခလာလာယုံရမည်ခါဘဝလည်း ဘဝလည်း ထေတယ်ဝါဝါ ဘယ်နဲ့ဝါဝါ ပြည့်ပြည့်လုံးသွား ပြည့်ပြည့်လုံးက နေနိုင်လေတာ နေနိုင်လေလား လူမရဲ့လေ လူမရဲ့လေ ထဲထဲဝါဝါ ဘယ်နဲ့ဝါဝါ ပြည့်ပြည့်လုံးသွား ပြည့်ပြည့်လုံးက နေနိုင်လေတာ နေနိုင်လေလား ဒီလိုသောပညာမျိုးဖြင့်တတ်အောင်သင်ကြပါတတ်အောင်သင်ကြပါတို့များရဲ့ဆရာစိတ်မောင်တွေကိုနေနေကြောကြဆရာကြီးစိတ်မောင်ရဲ့တတိပြနေကြောကြပါဘဝလည်း ဘဝလည်း ထဲထဲဝါဝါ ဘယ်နဲ့ဝါဝါ ပြည့်ပြည့်လုံးသွား ပြည့်ပြည့်လုံးက နေနိုင်လေတာ နေနိုင်လေလား လူမရဲ့လေ လူမရဲ့လေ ထဲထဲဝါဝါ ဘယ်နဲ့ဝါဝါ ပြည့်ပြည့်လုံးသွား ပြည့်ပြည့်လုံးက နေနိုင်လေတာ နေနိုင်လေလား ဒီလိုသောပညာမျိုးဖြင့်တတ်အောင်သင်ကြပါတတ်အောင်သင်ကြပါတို့များရဲ့ဆရာစိတ်မောင်တွေကိုနေသင်ကြောကြပါတို့များရဲ့ဆရာစိတ်မောင်တွေကိုနေသင်ကြောကြပါတို့များရဲ့ဆရာစိတ်မောင်တွေကိုနေသင်ကြောကြပါတို့များရဲ့ဆရာစိတ်မောင်တွေကိုနေသင်ကြောကြပါ တမုတ်ရေထောဝေတိသဒွါရတင်းသသဟတတိပြင်စတတသဟတာနိနမာမိတိရတမဟံအဘလဝါလူကကေကအနန္တာနေလူကဇိနံအတေကံဗုဒ္ဓိသဓမ္မိသတံခိသအာရရိနနမမဟံနမကာရနုဝါဝေနဟိတဝသဗေဥဝဒဝေအနေကအန္တရာယာပိဝိနာတန္တုအာဒီတောတံဗုဒ္ဓေထာဝိတိသဒွါရတိသသဟတကေပိစတတသဟတာမိနမာမိတိရတမံအပကဝါလူကယေကအနန္တာနေဟုတာဇိနံအ
တေတံဗုဒ္ဓိသဓမ္မိသတံကိသအာရရေနနမမဟံနမကာရနုဘာဝေနဟိတဝါသဗေဥပရဝေအနေကအန္တရာယာပိဝိနာတန္တုအာတိတတော်တံဗုဒ္ဓေထောက်တိသဒွါရတိသသဘာတတိဒီသတ္တမဟာကာမိဓမ္မာမိဒီရတမအဘလာဝါလိကာဒီရာအနန္တာမေဃုဒာဇိနံအတေတံဗုဒ္ဓိသဓမ္မိသတံကိသအာရေယနာမမဟံနမကာရဒုဘာဝေနဟိတဝါသဗေဥပဝေနေကအန္တရာယာပိဝိနာတန္တုအာလိတတော်အလူတကာအလူမတဲ့တကွာအားလုံးဒီပါလုံးမှာရှိတဲ့ဒီနာဘေးအန္တရာယ်ပေါ်မှာကင်းရှင်းကြပါသည်အားလုံးကျမ်းမာချမ်းသာကြပါသည်